အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုပါရစေဒီနေ့ကတော့ဘဝမှာရင်ဆိုင်ရတဲ့အခက်အခဲတွေကိုအခွင့်အလမ်းအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဘဝဆိုတာအမြဲတမ်းပန်းခင်းလမ်းမဟုတ်ပါဘူးအခက်အခဲဆိုတာကတော့လူတိုင်းကြုံရတဲ့အရာပါဒါပေမဲ့အောင်မြင်သူတွေနဲ့ရှုံးနိမ့်သူတို့ရဲ့ရှာနာရှစ်ကအခက်အခဲကိုဘယ်လိုရှုမြင်မလဲဆိုတဲ့အရှစ်ပါပဲအခက်အခဲဆိုတာတင့်ကိုတားဆီးဖို့လာတာမဟုတ်ပဲတင်းရင်ပုံးကွင်နေတဲ့စွမ်းရည်ကိုဖိုးထောက်ပေးဖို့လာတာပါဒီနေ့ဗီဒီယိုမှာအခက်အခဲတွေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲပေးနိုင်မဲ့စိုက်ပိုင်းဆိုင်ရာနဲ့လက်တွေ့ကျတဲ့နည်းလမ်းလေးခုကိုမျှဝေပေးသွားမှာပါနံပါတ်1အရှက်ကပြဿနာကိုဘာကြောင့်ဖြစ်တာလဲအစားဘာလို့ရမလဲလို့ပြောင်းမေးပါလူအများစုဟာပြဿနာတက်လာရင်ငါအမှဘာလို့ဒီလိုဖြစ်ရတာလဲဆိုတဲ့မျိုးခွန်းနဲ့အရှင်ဖြုံးကြတယ်။အောင်မြင်သူတွေကတော့ဒီအရှင်တွေမှာငါဘာကိုသင်ယူနိုင်မလဲဘာကိုပြင်ဆင်နိုင်မလဲဆိုပြီးအဖြေရှာတဲ့ဘက်ကိုဥတည်ပါတယ်။အရှင်နှစ်ကစိတ်ခံစားမှုနဲ့အရှင်အနေကိုခွဲခြားပါဒုက္ခရောက်တဲ့အချိန်မှာစိတ်ကအရန်လောက်ရှာတတ်တယ်အဲ့ဒီအချိန်မှာဆုံးဖြတ်ချက်မချပါနဲ့အခက်အခဲကိုဓာတ်ခွဲခန်းတွေကစမ်းသပ်ချက်တစ်ခုလိုပဲအေးအေးဆေးဆေးစောင့်ကြည့်ပါစိတ်ငြိမ်မှပဲအခွင့်အလမ်းကိုမြင်ရပါမယ်အရှက်သုံးကအကြက်အသေးထဲမှာကွက်လက်ကိုရှာပါအခက်အခဲတိုင်းမှာအမြဲလိုအပ်ချက်တစ်ခုခုရှိနေတတ်တယ်ဥပမာကပ်ပိကာလမှာလူတွေအိမ်မှာနေရတဲ့အခါဒလီဘာလောက်ငန်းတွေအွန်လိုင်းတင်တဲ့တွေအခွင့်အလမ်းဖြစ်လာတယ်လို့ပေါ့တင့်ဘဝမှာကြုံနေရတဲ့အခက်အခဲကနေလူတွေဘာလို့အပ်နေလဲဆိုတာကိုစဉ်းစားကြည့်ပါအရှက်လေးကတော့တည်ယူမှုအတွက်အခွင့်အလမ်းပါဒီအခက်အခဲကအသင်ကိုဘာတင်ပေးလိုက်တယ်လဲစိတ်ရှင်မှုလားဇွေလားဓမ္မမဟုတ်အလောက်လုံးနည်းအသက်လားအခက်အခဲကိုကြိုးဖက်ပြီးချိန်မှာသင်ဟာအရင်ကတည်းကပုံမတန်ဖို့ရှိတဲ့သူဖြစ်လာမယ်ဆိုတာအမြဲတည်းရပါလက်တွေ့လောက်ဆောင်ရမှာကတော့ဖြစ်နေတာကိုလက်ခံပါပြဿနာရဲ့အနှစ်သာရကိုရှာပါတင်းရဲ့လောက်ဆောင်ရှေ့ကိုပြောင်းလဲပြီးအခွင့်အလမ်းဖန်တီးပါတနေ့တာရဲ့အခက်အခဲတွေကိုစာအုပ်ထဲမှာရှာရေးပြီးနောက်နေ့မှာဘယ်လိုဖြေရှင်းမလဲဆိုတာရေးဆွဲပါအခက်အခဲဆိုတာတင်းရင်တူတင်မှုအတွက်လှေကထက်တွေပါပဲမိုက်ဆွေတို့ကိုဘဝမှာအခက်အခဲတစ်ခုကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်တဲ့အတွေ့အကြုံရှိပါသလားရှိရင် comment မှာမျှဝေပေးခဲ့ကြပါဦးဒီလိုဘ ഹു တုတရဆရာအကြောင်းတွေအတွက်ကျမတို့ channel ကို subscribe လုပ်ပေးဖို့မမဲနဲ့နော်